မြန်မာနိုင်ငံကလူကြီးသူမတွေကြားထဲမှာတကယ့်ကိုလူပြောများပြီးဖြစ်ရမှန်အဖြစ်သတ်မှတ်ခဲ့ကြတဲ့ပဲခူးရိုးမတော်ထဲကတိခုတ်သမားများနဲ့တရေမဆိုတဲ့ဖြစ်ရမှန်ပရာလောကဇလန်းလေးတစ်ပုဒ်ကိုပြောပြပေးပါမယ်။ဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်1990ဝန်းကျင်ကပဲခူးရိုးမအဆက်နာကရွာတရွာမှာတကယ်ဖြစ်ပျက်ခဲ့တာပါ။ဝင်းကဘာတော်နဲ့ထူဆန်တော်အင်္ဂလိပ်ကိုဘာအီနဲ့ကိုလှထုံးတို့တငယ်ချင်းနှစ်ယောက်ဟာတော်ထဲမှာဝါခုတ်တစ်ခုတ်ရင်အသက်မွေးကြသူတွေပါတနည်းတော့သူတို့နှစ်ယောက်တောနက်ထဲကိုပုံမှန်ထက်ပိုတိုးပြီးဝါရှာမိသွားကြတယ်ညနေဆောင်တဲ့အထိဝါမရသေးတာမို့ဆက်ရှာရင်းနေပဲရုတ်တရက်တောကမှောင်ကျလာပြီးလမ်းပြောက်သွားပါတော့တယ်ပဲခူးရိုးမထဲမှာညဘက်လမ်းပြောက်ရင်တောစင်ရိုင်းပေးတင်မကဘူးနာနာဘာဝတွေရဲ့ခြောက်လှမ်းမှုကိုလည်းခံရတတ်တာမို့သူတို့တော်တော်လေးထိတ်လန့်သွားကြတယ်အဲ့ဒီအချိန်မှာပဲအဝေးကနေမီးရောင်မှိန်မှိန်လေးတစ်ခုကိုလှမ်းမြင်လိုက်ရတယ်။သူတို့လည်းဝမ်းသာအားရနဲ့မီးရောင်ရှိရာကိုသွားကြည့်တဲ့အခါတောအုပ်အဆက်မှာဆောက်ထားတဲ့အိမ်လေးတစ်လုံးကိုတွေ့လိုက်ရတယ်။အိမ်ရှိမှာတော့အသက်25နှစ်ဝန်းကျင်အလွန်ချောမောလှပတဲ့မိန်းကလေးတစ်ယောက်ဟာမီးဖိုပြီးမှထိုင်ပြီးထမင်းချက်နေတာကိုတွေ့လိုက်ရတယ်။ဒီလိုတောနက်ကြီးထဲမှာမိန်းကလေးတစ်ယောက်တည်းရှိနေတာထူးဆန်းပေမဲ့ညံ့နက်နေပြီဖြစ်တဲ့အတွက်ကိုဘာအီတို့လည်းခိုလုံခွင့်တောင်းပြီးအိမ်ပေါ်တက်ခဲ့ကြတယ်။မိန်းကလေးကလည်းအလွန်ရင်ကြီးပြူငါပါတယ်။ကျမနာမည်မနှင်းလို့ခေါ်ပါတယ်။တောထဲမှာအဖေနဲ့နှစ်ယောက်ထဲနေတာပါ။အဖေကတော့တောလိုက်ထွက်သွားလို့ညမှာပြန်လာလိမ့်မယ်။စာနေကြရောပေါ့ထမင်းစားကြပါဦး။ဆိုပြီးဟင်းကွက်တီနဲ့ထမင်းပြင်ပြီးပါတယ်။သူတို့လည်းအယမ်းစာနေတာမို့မြည်ရည်စိတ်ရည်စားတော့ကြတာပေါ့။ဒါပေမဲ့ကိုလှထုံးကလူလေပါသူကတော်အကြောင်းပရလောကအကြောင်းနည်းနည်းသိထားတော့စားနေရင်နဲ့တတိထားမိတာလေးတွေရှိလာတယ်ပထမအချက်မနှင်းချက်ပေးတဲ့ဟင်းတွေကအရသာအယမ်းပေါ့ပြီးညီဆိုးဆိုးကြီးဖြစ်နေတယ်ဒုတိယအချက်မနှင်းရဲ့ချက်ထောက်တွေကိုကြည့်တဲ့အခါဖနှောက်တွေကမြေကြီးနဲ့မထီပဲကြွနေတယ်လို့ခံစားရတယ်တတိယအချက်အိမ်ထဲမှာဘာအနံ့မှမရှိပဲတိရွက်ပုံနှံ့နဲ့အကောင်ပုံနှံ့လူလိုအနံ့ဆိုးတစ်ခုကခက်ဖြက်ဖြက်ထွက်နေတယ်ကိုလှထုံးဟာဘေးကကိုပါအေးကိုလက်တူပြီးတတိဘေးဘူးကျူးစားပြီးမယ်ကိုပါအေးကတော့ဘိုက်စာစာနဲ့မစားဘူးတဲ့ဟင်းနေမို့ဆိုပြီးအငမ်းမရစားနေခဲ့ပါတယ်ကိုလှထုံးကတော့ထမင်းကိုပါဇက်ထဲထည့်တယ်လို့နဲ့လက်ဖွားတဲ့ဝှက်ပြီးအောက်ကိုချချဖြစ်ခဲ့တယ်ည12နာရီလောက်မှာတော့မနှင်းကသူတို့နှစ်ယောက်ကိုအိမ်ရှိဝေယန္တာမှာအိတ်ဖို့နေရာချပေးတယ်ကိုဘာအေးကတော့အိတ်ပြောသွားပြီကိုလှထုံးကတော့ကြောက်စိတ်ကြောက်မျက်လုံးကျဲပြီးအိတ်လို့မပြောပဲကွေးနေမိတယ်တန်းငုံကျော်တနာရီလောက်မှာအိမ်ထဲကနေထူးဆန်းတဲ့အတန်ကြီးကြားရတယ်ကျွတ်ကျွတ်ဖက်ဖက်ဆိုတဲ့အတန်မျိုးပါကိုလှထုံးကအိမ်ထရန်အက်ကြောင်းလေးကြားကနေချောင်းကြည့်လိုက်တဲ့အခါသူ့သွေးတွေအေးဆက်သွားပါတော့တယ်စောစောကမြင်ခဲ့တဲ့ချောမောလှပတဲ့မနှင်းဟာမရှိတော့ပါဘူးအဝတ်စားတွေကစုပ်ပြေးနေပြီးတကိုယ်လုံးညိုမဲပုတ်ပွားနေတဲ့မိမတရေမတကောင်ကအိမ်ချမ်းပြေပေါ်မှာထိုင်နေတယ်။အဲ့ဒီတရေမကကိုဘာအီတို့စားကျွင်းစားကြံတွေကိုစားနေတာမဟုတ်ပဲပကံတွေကလောက်ကောင်နေဖားသေးတွေနဲ့မွေသေးတွေကိုအစိမ့်လိုက်ဝါမြူနေတာဖြစ်ပါတယ်။စောစောကသူတို့စားခဲ့တဲ့ဟင်းတွေဟာအဲ့ဒီအကောင်ပုတ်တီဖြစ်နေတာပါ။ကိုလာထုံကြောက်လန့်တကြားနဲ့ကိုဘာအေးကိုအတင်းနိုးပြီးဘာမှမပြောပဲအိမ်ပေါ်ကနေဒုံဆိုင်ပြေးချခဲ့ကြတယ်။အနောက်ကနေစူးစူးဝါဝါရင်မောတန်ကြီးနဲ့ငါအိမ်ကပြန်ကြတော့မလို့လားဟိ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 ဆိုတဲ့ခြောက်ချားစရာရည်တန်ကြီးကတောအုပ်တစ်ခုလုံးဟိန်းသွားအောင်လိုက်လာပါတော့တယ်။သူတို့နှစ်ယောက်ဟာအနောက်ကိုလှဲ့မကြည့်ပဲအသက်လူပြီးပြေးခဲ့ကြတယ်။မနက်မိုးလင်းလို့အလင်းရောင်ရတဲ့အခါကျမှသူတို့နှစ်ယောက်ဟာရွာအဆက်ကိုပြန်ရောက်လာကြတယ်။သူတို့ရောက်ခဲ့တဲ့နေရာကိုရွာကလူကြီးတွေကိုပြန်ပြောပြတော့မှလွန်ခဲ့တဲ့3နှစ်ကအဲ့ဒီတောဆန်မှာမင်းကလေးတယောက်ဓမြတိုက်အသက်ခံခဲ့ရပြီးအလောင်းကိုအဲ့ဒီနားကကျင်းတစ်ခုထဲမှာပစ်ထားခဲ့ဘူးတယ်ဆိုတာသိလိုက်ရတယ်။ဒီဖြစ်ရဲ့နောက်ဆက်တွဲအနေနဲ့တောထဲမှာမနှင်းကျွေးတဲ့အကောင်ပုတ်တွေကိုအဝလွန်အောင်စားခဲ့တဲ့ကိုပါအေးဟာရွာပြန်ရောက်ပြီး3ရက်မြောက်နေ့မှာပဲသွေးအံပြီးတိတ်ဆုံးသွားခဲ့ပါတယ်။ကိုလှထုံးကတော့ထမင်းတွေကိုဝှက်ပြီးတုံပစ်ခဲ့လို့အသက်ဘေးကလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ဒီနေ့အထိပဲခူးရိုးမအဆက်ကရွာတွေမှာတော့တောထဲသွားရင်
အဝတ်အစားသစ်နဲ့မိန်းမလှလှလေးတွေအဲဝတ်ပြူတာကိုအလွယ်တကူမယုံကြနဲ့ဆိုပြီးတတိပေးစကားရှိနေကြစေဖြစ်ပါတယ်